မင်္ဂလာပါချင်းကြီးတို့အားလုံးမြန်စီသောနေ့တည်းလေးဖြစ်ပါစေလို့ဥစွာပထမကာဝရပြုလိုက်ရပါတယ်နေ့စဉ်နဲ့များတပည့်ကောင်းပွဲချုပ်သုံးသက်ချက်များကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ကိုဆိုပါဒီနေ့မစူပါဆန်ဒေးညမှာဆိုရင်တော့ကျွန်တော်အကောင်းဆုံး3သင်းရွေးချယ်ပေးသွားမှာပါဗျဂျာမန်မွန်ဒယ်လီဂါတပွဲနဲ့စပိန်လာလီဂါ2ပွဲကိုရွေးချယ်ပေးသွားမယ်ညီကိုတို့နော်ဒီ3ပွဲမရွေးချယ်ပြီးမှအနေကကျွန်တော်ရဲ့တန်ကီမှာရှိတဲ့ချင်းကြီးကိုတွေအဆင်ပြေကြမယ်လို့ထင်နေဗျနော်အနေကကျွန်တော်ရဲ့ VM မှာဆိုရင်တော့ဖူအန်ဘော်ဒီအော်ဘဟင်ကိုပေါ်ဘာစီပြန်သွားတယ်အဆင်ပြေကြမယ်လို့ထင်တယ်နော်ဖီချာနယ်မှာဆိုရင်လည်းအဆင်ပြေကြလိမ့်မယ်လို့ထင်တယ်ဗျဘူအန်ဘော်ဒီအော်ဘဟင်ဘာစီပေးခဲ့တယ်နော်ကျွန်တော်ရဲ့ formula ဒီနောက်ဆုံးအာဆင်နယ်ပွဲမှာဆိုရင်လည်းအဆင်ပြေကြမယ်လို့ထင်တယ်ကျွန်တော်ဝူကိုပေးခဲ့ပါတယ်ဗျကျွန်တော်ရဲ့ Telegram ကိုရှိသေးတဲ့ချင်းကြီးကိုလည်း join ထားပေးကြပါနော်ကဲဒီနေ့ကျွန်တော် Bundesliga ပွဲကိုသုံးသပ်ပေးသွားမယ်ဗျနော်ကျွန်တော်ဂျာမန် Bundesliga ဘိုင်ယန်မြူနစ်နဲ့ Mainz ဘိုင်ယန်မြူနစ်ကတော့ချင်းကြီးကိုတွေတွေ့မြင်ရတဲ့အတိုင်းပါပဲပွဲတိုင်းလိုလို3ဂိုး4ဂိုး5ဂိုးတွေကြီးမှာရှိနေကြတယ်ဗျနော်ကဲကျွန်တော်သုံးသပ်ပေးပါမယ်ဗျညီကိုနော်ကျွန်တော်ဒီထိပ်ဆုံးကဘိုင်ယန်မြူနစ်ကလိုင်ဇင်နဲ့ဘိုင်ယန်မြူနစ်လိုင်ဇင်နဲ့ဒေါ်မွန်ကို6မှတ်ဖြတ်ထားတယ်ဗျနော်6မှတ်တာရနေပါတယ်ဒါပေမဲ့အောက်ဆုံးအသင်းတို့နဲ့အောက်ဆုံးအသင်းက Mainz နဲ့တွေ့ဆုံမှုပါပဲညီကိုတို့ဘိုင်ယန်ကဒီအချိန်မှာပင်ကွင်းပွဲတိုင်းဒီပါလဲအနေဆုံး3ဂိုးထပ်မှရှိနေညီကိုနော်ဒါပြင်ဘိုင်ယန်က Mainz နဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး10ပွဲမှာဆိုရင်လည်း9ပွဲနိုင်ထားတယ်ဗျညီကိုတို့အနေဆုံး3ဂိုးအထက်မှာပဲရှိတယ်နော်ဒီချိန်မှာလဲသူ့ရဲ့body ကြောပေးမှုမှာဆိုရင်လည်း3လုံး65ပေးထားတယ်ညီကိုဂိုးပေါင်းစည်းမှာတော့4လုံးပြန်ပေးထားတယ်ဗျကျွန်တော်ကတော့ဘလိုပဲဖြစ်ဖြစ်3ဂိုးအထက်မှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တော့ body ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ညီကိုနော်ကျွန်တော်ဘိုင်ယန်မြူနစ်ကို body ရွေးချယ်ပေးလိုက်ပါတယ်ဗျကဲနောက်တော့ပဲကျွန်တော်တို့စပိန်လာလီဂါအလာဘတ်နဲ့ Real Madrid ဇယားအောက်ကဒီအလာဘတ်ကတော့အင်ကွင်းခံစစ်မာတဲ့အသင်းမှာပဲညီကိုတို့နော်ခံစစ်မာပြီးတော့သူ့ကွင်းမှာဆိုရင်အသင်းကြီးတွေကိုအမြဲပိတ်ကစားရတဲ့အသင်းမှာအလာဘတ်ကဒီပြန်ပွဲဆိုနောက်ဆုံး၄ပွဲမှာဆိုရင်လည်းတပွဲနိုင်ထားတဲ့ Real Madrid ကတော့ဖိအားတွေကြားရောက်နေရပေါ့နော် Real Madrid ကအလွန်ဆိုပဲထုတ်ခံရတော့မလားလို့ဖြစ်လာမယ်တော့မသိသေးဘူးပေါ့နော်တော့အလာဘကဆိုရင်သူတို့ရဲ့ငယ်နိုင်ဆိုပေမဲ့ကျွန်တော်ဒီအဝေးကွင်းသွားကန်တဲ့နောက်ဆုံး2ချိန်စလုံးမှာလည်း0-1နဲ့ပဲ Real Madrid ကနိုင်ထားရတာပဲညီကိုတို့နော်သူရဲ့ body ဈေးမှာဆိုရင်တော့တစ်လုံး20စာပေးထားတယ်ဆိုပေမဲ့ဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံး85ပေးထားတယ်ဗျညီကိုတို့ကျွန်တော်ကတော့ကိုကရွေးချယ်ပေးခြင်းပါတယ် Real Madrid ကိုရွေးချယ်ပေးလိုက်ပါတယ်ဗျနော်ညီကိုတို့ကျွန်တော်နောက်တစ်ပွဲကကြတော့စပိန်လာလီဂါလီဗန်တေးနဲ့ဗီလာရီယယ်တော့ဒီနောက်ဆုံးလာလီဂါ9ပွဲဆက်အရှုံးကြောင့်ဘယ်လိုပဲလီဗန်တေးဟာဇယားအောက်ခြေရောက်သွားပြီဗျညီကိုတို့နောက်ဗီလာရီယယ်ကတော့ချန်ပီယံလိမှာပြုတ်လို့နီးပါဖြစ်နေတဲ့ဆိုပေမဲ့လာလီဂါမှာတော့နိုင်ပွဲဆက်နေပြီးတတိယနေရာမှာရပ်တည်နေတယ်နော်အဲ့ဗီလာရီယယ်ဟာဒီနောက်ဆုံးဒီနိုင်ပွဲတွေဆက်နေတယ်ဗျနောက်ဆုံးဒီလာလီဂါ9ပွဲမှာဆိုရင်လည်း4ပွဲနိုင်ထားတယ်ညီကိုတို့သူ့ရဲ့ body ကြောပေးမှုမှာဆိုရင်လည်းတစ်လုံး35ပေါက်တယ်လို့ကိုပုံစည်းမှာတော့3လုံး30စာပေးထားတယ်ဗျညီကိုတို့ကျွန်တော်ကတော့ဗီလာကြီးရဲ့အနည်းဆုံး2ဂိုးတော့နိုင်မယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်ဗျနော်ကျွန်တော်ကတော့ဗီလာကြီးရဲ့ကိုရွေးချယ်ပေးလိုက်ပါတယ်ညီကိုတို့နော်တော့ရဲ့ဒီ TikTok ကိုကြည့်ရှုသူတွေတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ရဲ့ TikTok ကိုလည်းပေါင်းနေတယ်လေးပေးသွားဖို့ဖိတ်ခေါ်ပြစီဗျနော်ကျွန်တော်ရဲ့ဒီ YouTube မှာဆိုရင်လည်းကျွန်တော်ရဲ့နိုင်ငံ feed link ချပေးထားပါတယ်ဗျနော်လာရောက်ဆက်သွယ်အားပေးလို့ရပါတယ်ညီကိုတို့နော်အားလုံးကျန်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျနော်